အများကြီးပြောဗျာ တစ်ခုတော့ပြောပြပါ အများကြီးပြောဘယ်လိုပြော ဟုတ်ကဲ့မင်္ဂလာပါဒါကျွန်တော်တို့68ကိုတော်မှာပါပဲဒါကိုတော်နေကကျွန်တော်တို့တကယ်မင်းသားကြီးတစ်ပါးကိုကျွန်တော်တို့ဆွဲထုတ်လာပါတယ်မင်းသားကြီးတစ်ပါးကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့မင်းသားကြီးကိုမင်းသားကြီးနဲ့ပတ်သက်တဲ့မင်းကုန်းတွေပဲမေးပါမယ်ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ကဲ့ပါအကို နာမည်လေးမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ဇွဲပြေးတော်လို့ခေါ်ပါတယ် အခုချင်းနဲ့ပတ်သက်ပြီးဝါသနာပါတဲ့သတင်းကြားတယ် ဟုတ်ကဲ့ အခုကျွန်တော်ချင်းနဲ့ပတ်သက်ပြီးမေးခွန်းမေးမယ် ဟုတ် အဲ့ဥစ္စာကိုကျွန်တော်မေးတဲ့မေးခွန်းမှာအခုအဖြေမှန်တယ်ဆိုလို့ရှိရင်တစ်မျိုးကိုကျွန်တော်1000ရမယ်ကျွန်တော်မေးတာ10မျိုးမေးမယ် ဟုတ်ကဲ့ ချင်း10မျိုးကိုအခုတိတယ်လို့ပြောပြပါတစ်မျိုးမှန်ရင်1000ရမယ် ဟုတ်ကဲ့ အခုအတွက်အချိန်ကန့်သတ်ချက်မရှိဘူးအခုမတိတော့မှကျွန်တော်ရက်မယ် ဟုတ်အေးဘော ချင်း10မျိုး တို့ကချီဘွားအမဟုတ်တို့ကချီကုန် ချီကုံကချင်းထဲမှာမပါဘူးဗျ မဟုတ် ဒါ လား အခြေခံထဲမှာ ဘာလို့ဟုတ်တယ်မဟာဒူးတို့ဘာတို့ မဟာဒူ စလွယ်ကြီး စလဲကြီး ရှင်းနွယ်တို့ ရင်းနွယ် မဟာနွယ် မဟာနွယ် ဝိုက်ကြီးတို့ YG ကြားပြီလား ဟုတ်တယ်မြေလိန်တို့ဘာတို့ဗောနော် ရေးလေးမပါဘူး ပါဘူးလား မပါဘူးမဟာဒူကပြီးသွားပြီ ဟုတ်တယ်ကျွန်တော်နဲပါပဲဝါသနာပါတာ နည်းနည်းပါ ကျွန်တော်မဟုတ်ဘူး ဟုတ်ကဲ့ပါရတယ်အခု9မျိုးမှန်တဲ့အတွက်အစုချင်းငွေ9000ကျွန်တော်ပေးပါမယ်ကျွန်တော်လည်းချင်း10မျိုးကျွန်တော်လည်းဒဲမသိဘူးเนาะဒါကျွန်တော်တခါတော့လောက်တာဒဲဖနောက်ဒဲဖွာရင်လိန်ဖနောက်ရင်လိန်ဖွာမဟာညို YG ညွတ်တူမဟာဒူးကုံမန်စလွယ်ကြီးမဟာကြီးရင်လိန်ဖနောက်เนาะ ဟုတ်ကဲ့ပါ ဒါတွေပါဒါချင်း10မျိုးရဲ့တကယ်အဓိက10မျိုးပါเนาะဒါအကိုက9မျိုးကိုမှန်ကန်အောင်ပြင်နိုင်တဲ့အတွက်ကိုစုချင်းငွေ9000ပေးပြီ ဟုတ်ကဲ့ပါ เนาะတခါပဲစုချင်း9000ရတယ်ဒီနေ့မှခံစားချက်ဘယ်လိုနေလဲ ဟာအကိုရေဟုတ်တယ်ဒီလိုပဲဗောဒီလိုပဲဗော ထမင်းစားလို့ ဟုတ်ပါဘူး ထမင်းစားလို့โอเคသွားပြီအဆင်ပြေသွားပြီထမင်းမိုးရသွားပြီဒီနေ့ကခံစားချက်လေးပြောပြပါ ညာဟုတ်ကဲ့ပါဒါမျိုးလူမျိုးရှိတော့ပိုကောင်းတာဗောနော်ဒါမျိုးလူမျိုးပိုကောင်းတာဗောတကယ် အကိုရဲ့ဘဝတန်တန်တစ်လျှောက်လုံးမှာဒီလိုမျိုးမေးခွန်းကိုဘယ်နှခါဖြစ်ဘူးလဲအခုမှ အခုမှတခါပြေဘူးလေကျွန် အခု တော် မှတစ်ခါပဲ ဟုတ်ကဲ့တခါပြေဘူးဗျာ ကာကြီးသမားတွေ ဟုတ်ကဲ့ ရင်မောင်းတွေရင်နှောင်းလိုက်တွေနေ့စဉ်အခက်အခဲတွေဘာတွေတွေ့ကြုံနေရ ဟာအများကြီးပြောဗျာ တစ်ခုတော့ပြောပြပါ အများကြီးပြောဘယ်လိုပြောရမလဲဘယ်သူမှလည်းပုတ်ခက်မပြောပါဘူး မပုတ်ခတ်ရတယ်ရင်သွေးခံစားချက်ပဲပြောပြ ဒီလိုပဲသွားလှုပ်ရှားရတော့လုံးအဆင်မပြေဘူး အဆင်မပြေဘူး လုံးအဆင်မပြေဘူး လုံးအဆင်မပြေဘူးလောက်တာလုံနေရအဆင်မပြေဘူးနော် ပြေဘူး အပြေ โอเค ဟုတ်ကဲ့ ဒါကျွန်တော်တို့ဟုတ်ကဲ့ပါကျွန်တော်တို့ကာကြီးသမားတွေရင်မောင်းတွေရင်နှောင်းလိုက်တွေနေ့စဉ်အလုံးမပြတ်အောင်လှုပ်တာလှုပ်နေရပါစားဝတ်နေအခက်ခဲကျွန်တော်တို့ဖြစ်နေပါတယ်အဲ့ဒါလေးရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလဲကျွန်တော်တို့ဒီအစီအစဉ်လေးကျွန်တော်စီစဉ်ပြီးတော့မှကျွန်တော်မြေတားလက်ဆောင်တွေပေးနေတာဖြစ်ပါတယ် MDK မျိုးကဖြန့်ကျင်နေပြန်လဲပြုပြင်ရပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်